นักท่องต้องอย่าจ่อแต่ยาวชี้อย่าจ่าพงนอกีสักโกบายินชันอีตัวอเมริกันนายงานตะวันแลนช็อกแค่จะบาเลยดีฮะก็ดอกนักท่องนักเสพงาคนเนี่ยเอาตัวบาลามาซาเดนบีนักท่องนักเสพชาคนเนี่ยเฟบรุรีเสียนี่เดือนปีส่งกันเลย Walk for Peace โลกชามุเจ้าแค่บาเลย Walk for Peace ฮะนักท่องนักเสพงาคนเนี่ยเอาตัวบานักเสพชาวยันนี่มา Fort Worth มาซาเดนกันบาเลยခရီးစဉ်တစ်ခုလုံးဟာတရားရှိရဲ့ကြာမြင့်ခဲ့ပြီး2026ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာဝါရှင်တန် DC တွင်အဆုံးသတ်ခဲ့ပါနဲ့တရားရှိဆိုတဲ့နံပါတ်ဟာဗုဒ္ဓဘာသာမှာအဓိပ္ပာယ်ရှိတဲ့နံပါတ်တစ်ခုဖြစ်ပါတယ် Walk for Peace ဆိုတာဟာလူမျိုးဘာသာယုံကြည်ချက်မခွဲခြားပဲငြိမ်းချမ်းရေးအတွက်သတင်းစကားပေးဖို့လမ်းလျှောက်သည့်လှုပ်ရှားမှုတစ်ခုပါဒီလှုပ်ရှားမှုကိုဥဆောင်ခဲ့သူမှာဗီယက်နမ်မွေအမေရိကန်ဗုဒ္ဓဘုန်းတော်ကြီးတစ်ညက်ဟန်ဖြစ်ပါတယ်။သူဟာငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကိုအမြဲတမ်းဥဆောင်ခဲ့ပြီး mindfulness meditation ကိုအနောက်တိုင်းနိုင်ငံများထက်ပြန့်နှံ့စေခဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့အယူအဆကရိုးရှင်းပါတယ်။ Peace begins with each step ငြိမ်းချမ်းရေးဟာခြေလမ်းတစ်လှမ်းကစတင်တယ်လို့သူယုံကြည်ခဲ့ပါတယ်။တန်ဃာတော်19ပါးပါဝင်တဲ့ခရီးစဉ်မှာစုစုပေါင်းလမ်းလျှောက်ခဲ့တဲ့အကွာအဝေးဟာခန့်မှန်းချေမိုင်2300ကျော်ဖြစ်ပါတယ်။တနည်းကိုဖြန်းမြ15မိုင်က25မိုင်အထိလမ်းလျှောက်ခဲ့ကြပါတယ်။ခရီးစဉ်အဆုံး Washington DC တွင် Interfaith Leaders နဲ့ဘုန်းကြီး100ကျော်ပါဝင်ပြီးအထိတ်အမှန်ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ဒီခရီးစဉ်အတွင်းအန်ဒီရဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်2025ခုနှစ်နိုဝင်ဘာ19ရက်နေ့တွင် Texas ပြည်နယ် Dayton ဝန်းကျင်တွင်ကားတစ်စီးမှလမ်းဘေးလမ်းရှောင်နေသောဘုံကြီးမကိုဝင်တိုက်ခဲ့ပါတယ်ဖြစ်စဉ်ကဟာတန်မှဆန်ပြင်းထန်စွာရရှိစေရုံတွင်ခြေတစ်ဖက်ကိုဖျက်တော့ထိတာမှုခံခဲ့ရပါတယ်ခြားဘုံကြီးတွေပါလည်းအနိုင်နဲ့တန်ရာရခဲ့တော့လေအသက်အန္တရာယ်မရှိခဲ့ပါရေမန်အားဖန်စီစစ်ဆေးခဲ့သည်ဖြစ်စဉ်ကိုအာနာပိုင်များမှာစုံစမ်းစစ်ဆေးခဲ့ကြပါတယ်။တန်ရာရခဲ့တော့လေမဟာတန်ဖုံမဆန်ဒီနောက်ဆုံးဝါရှင်တန် DC အခမ်းအနားသို့ wheelchair ဖြင့်တက်ရောက်ခဲ့ပါတယ်။ဒီခီးစဉ်မှာလူများစိတ်ဝင်စားခဲ့တဲ့အခြားအချက်တစ်ခုရှိပါတယ်။ Peace Dog ဟုလူသိများတဲ့အလောကဖြစ်ပါတယ်။အလောကဟာ rescue dog တစ်ကောင်ဖြစ်ပြီးဖုန်ကြီးများနဲ့အတူခီးစားခဲ့ပါတယ်။ social media တွင်အလောကရဲ့ပုံများ viral ဖြစ်ခဲ့ပြီးPeace Movement ရဲ့သင်္ကေတတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ Walk for Peace ရဲ့အထူးရည်ရွယ်ချက်မှာ politics မဟုတ်ပါဘူး။ Compassion, loving kindness, forgiveness နဲ့ non-violence ကိုလူမှုအတိုင်းဝိုင်းတဲ့ပြန်လည်သတိပေးအောင်ဖြစ်ပါတယ်။လမ်းရှောင်ခြင်းကို meditation အဖြစ်အသုံးပြုပြီးတစ်စစ်စွာခြေလမ်းတလမ်းချင်းစီနဲ့ peace message ကိုပေးပို့ခဲ့ကြပါတယ်။ Rural communities များမှာလူများ church groups, interfaith leaders များလည်းလာရောက်ကြိုဆိုခဲ့ကြပါတယ်။ဒီဟာအကျမ်းဖက်ဆန္ဒမှုတိတ်ဆိတ်သော spiritual protest ကိုဖြစ်ပါတယ်တရားရှိရက်ကြာမိုင်2300ကျော်ဖုံးတော်ကြီး19ပါး Walk for Peace အား2026ခုနှစ်အစောပိုင်းအထိကမ္ဘာလုံးဆိုင်ရာတည်င်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒဏ်ရာရမှုများရှိခဲ့တော့လေခရီးစဉ်ကိုမရပ်တန့်ခဲ့ကြပါဘူး။ဒီဟာကခြေလမ်းတစ်လိုင်းတန်းနဲ့ငင်းချမ်းရေးကိုသတင်းပို့နိုင်ကြောင်းပြသခဲ့တဲ့သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပါတယ်။သတင်းများအတွက် T-Shot News ကို Subscribe လုပ်ထားပြီးအားပေးနိုင်ပါတယ်။နောက်ထပ်အပြည်ပြည်ဆိုင်ရာသတင်းများကိုဆက်လက်တင်ဆက်ပေးပါမယ်။